Telegram အကောင့်ဖွင့်နေအသစ် Telegram ကိုဖွင့်သုံးနေတဲ့မိတ်ဆွေတွေအတွက်ယခုအသစ်မှာဆိုရင်တော့ဖွင့်တဲ့နည်းလမ်းအသစ်ဖြစ်သွားပြီဖြစ်ပါတယ်ခင်ဗျာပထမဆုံး Telegram application ကို down ပြီးတော့ကျွန်တော်တို့နှိပ်ပြီးဝင်လိုက်ပါမယ် Start messaging ကိုနှိပ်ပေးလိုက်ပါဒီနေရာမှာတော့မိတ်ဆွေတို့နေတဲ့နိုင်ငံကိုရွေးချယ်လိုက်ပါကျွန်တော်ကတော့ Thai မှာဖြစ်တဲ့အတွက် Thai ကိုရွေးချယ်ပြီးတော့ဖုန်းနံပါတ်ဆိုတဲ့နေရာလေးမှာတော့ကိုယ့်ရဲ့ဖုန်းနံပါတ်ကိုထည့်ပေးလိုက်ပါဖုန်းနံပါတ်ကိုထည့်လုပ်ပြီးသွားရင်တော့ဒီမြားလေးကိုနှိပ်ပေးပါ Okay ဒီနေရာမှာတော့ကျွန်တော်တို့ရဲ့ Gmail ထည့်လို့ရပြီဖြစ်ပါတယ်အရင်တော့ဆိုရင်တော့ Gmail ထည့်စရာမလိုဘူးအခုအသစ်မှာဆိုရင်တော့ Gmail ထည့်လို့ရတာဖြစ်ပါတယ်ခင်ဗျာ your email ဆိုတဲ့နေရာလေးမှာကိုယ့်ရဲ့ Gmail ကိုထည့်ပေးလိုက်ပါ Gmail ထည့်လို့ပြီးသွားပြီဆိုရင်တော့အောက်ကမြားလေးကိုနှိပ်ပေးပါကိုယ့်ရဲ့ Gmail တွေကိုကုတ်နံပါတ်ပို့ပေးပါလိမ့်မယ်ပို့ပေးလာတဲ့ကုတ်နံပါတ်ကိုဒီနေရာမှာထည့်ပေးလိုက်ပါဒီအဆင့်မှာတော့မိတ်ဆွေတို့ Telegram အသုံးပြုခြင်းတဲ့နာမည်ကိုရေးထည့်ပေးပါနာမည်ရေးထည့်လို့ပြီးသွားရင်တော့အောက်ကမြားလေးကိုနှိပ်ပေးလိုက်ပါ Okay ဒီလိုမျိုးပေါ်သွားပြီဆိုရင်တော့ကျွန်တော်တို့ Telegram application ကိုဖွင့်လို့ပြီးသွားပါပြီ Continue ကိုနှိပ်ပေးလိုက်ပါအလောင်းကိုနှိပ်ပေးလိုက်ပါဒါဆိုရင်တော့ Telegram application ဖွင့်တဲ့နည်းအသစ်ကတော့အရင်တော့ဆိုရင်ကျွန်တော်တို့ Gmail ထည့်စရာမလိုပါဘူးအခုနောက်ပိုင်း Telegram application ဖွင့်ပြီးသုံးမယ်ဆိုရင်တော့ Gmail ပါတန်းပြီးတော့ချိန်ပြီးသုံးပြလို့ရပြီဖြစ်ပါတယ်ခင်ဗျာ